ဒီလူလူလှုပ်ရှားမှုကိုပူးပေါင်းပါဝင်ပေးကြပါကျွန်တော်တို့နိုင်ငံပြည်သူလူထုအင်အားနဲ့အမေဒေါ်အောင်ဆန်းစုကြည်ရဲ့280ပြည့်မွေးနေ့ကိုလက်ဆောင်ပေးကြရအောင်ပါဗျမွေးနေ့လက်ဆောင်ကတော့ကမ္ဘာ Green နဲ့စံချိန်တင်စုဆိုတဲ့လက်ဆောင်ပဲဖြစ်ပါတယ်စေအုပ်စုကမတရားအကြမ်းဖက်ဖမ်းဆီးထားပြီးတော့ပြည်သူလူထုနဲ့အဆက်အသွယ်ဖြတ်ထားတယ်ဆိုပေမဲ့ကျွန်တော်တို့ပြည်သူလူထုအင်အားနဲ့ကမ္ဘာအစစ်စုလက်ဆောင်တစ်ခုပေးနိုင်တယ်ဆိုတာကအင်မတန်ကိုနူးညံ့လှပလွန်းတဲ့လက်ဆောင်ဖြစ်ပါတယ်ဆိုတော့အချိန်မရှိတော့ပါဘူးလူကြီးမင်းတို့အနေနဲ့မက်လေးတွေတက်ကင်မရာလေးတွေဖွင့်ပြီးတော့အမေစု280ပြည့်မွေးနေ့ကမ်ပိန်းကိုပါဝင်ပေးကြပါဆိုတော့ဗီဒီယိုကိုလည်းစက္ကန့်30အောက်ထားပြီးရိုက်ပေးရပါမယ်ပြီးတော့ဗီဒီယိုအစမှာ Happy Birthday အမေစုဆိုတာလေးပါဖို့မမေ့ပါနဲ့အချိန်မကြံတော့ပါဘူးအခုချက်ချင်းပါဝင်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုအင်အားနဲ့ Green နဲ့စံချိန်တွေစုကိုအရယူကြရအောင်ဗျကျွန်တော်တို့တာဝန်ကျေရရအောင်ပါဒီအချိန်တွေနဲ့ပို့ပြီးတော့စူးစမ်းရမယ်ဆိုတော့နားလည်ဖို့လိုတယ်နော်